ကားမဝင်နိုင်မဲ့စက်ရည်မိုးရဲ့စေတနာကိုထိပါစေလို့ပြန်တောင်းပန်လိုက်ရတဲ့အမျိုးသားကားရှိုးရုံးဖွင့်ပွဲမှာစက်ရည်မိုးရောင်းပြီးရဲ့ကားကိုဝယ်မဲဆိုတဲ့အမျိုးသားကတော့ရန်နေငယ်ကြာမှပဲပြန်လည်ပြီးတော့တောင်းပန်လိုက်ရပါတယ်။ပြီးခဲ့တဲ့6လပိုင်း20ရက်နေ့ကပြုလုပ်ခဲ့တဲ့ကားရှိုးရုံးဖွင့်ပွဲတစ်ခုမှာအမျိုးသားတစ်ယောက်ကစက်ရည်မိုးရောင်းပြီးခဲ့တဲ့ကားကိုဝင်ဝယ်ခဲ့ရဖြစ်ပါတယ်။အဲ့ဒီချိန်မှာဝယ်ယူတဲ့ချိန်မှာမင်းသားကိုယ်တိုင်ကတောင်ဈေးစစ်ပြီးခဲ့တဲ့အတွက်ကားတန်မိုးတွေကနေ300အထိလျှော့ပေးလိုက်သေးရဲ့လို့ဆိုပါတယ်။စက်ရည်မိုးကသူ့ကိုအားပေးသူတစ်ယောက်လေးကားဝယ်သွားနိုင်လို့ဝမ်းသာနေခဲ့ပြီးတော့ဆိုင်ရှင်အတွက်လည်းဈေးဥပေါက်မျက်နှာပန်းလှခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီမျိုးသားကကားကိုတကယ်ဝယ်ယူနိုင်စွမ်းမရှိပဲလိမ်လည်ပြီးတော့ဟန်ဆောင်ဝယ်ယူခဲ့တာဖြစ်ကြောင်းပေါ်ပေါက်သွားပါတယ်။တကယ်ငွေမတက်နိုင်မဲ့ဝင်ရောက်ဝယ်ယူခဲ့တဲ့လို့ရဲ့ကြောင့်နောက်ဆုံးမှာတော့ဒီအမျိုးသားကကားအယောင်ဆိုင်ဘက်ကိုပြန်လဲတောင်းပန်ခဲ့ရပါတယ်။စက်ရည်မိုးကတော့သူရောင်းပေးတဲ့ကားလေးကဈေးနဲ့တက်တာရင်တက်တာပါစေဆိုပြီးတော့ဈေးတောင်စစ်ပေးခဲ့ရပါအခုတော့မင်းသားရဲ့စေတနာတွေအလကားဖြစ်သွားရတာကြောင့်စက်ရည်မိုးရဲ့ပရိသတ်တွေကလည်းမကြည်နဲ့ကြပါဘူး။မဝင်နိုင်မင်းလိန်လေခဲ့မိရဲ့အတွက်မင်းသားစက်ရည်မိုးနဲ့မင်းသားရဲ့ပရိသတ်တွေကိုရောခါရှိုးရုံးပိုင်ရှင်ကိုပါအနုအညွတ်တောင်းပန်ကြောင်းပြောထားပါတယ်။ဒါအပြင်နောက်ဒီလိုမျိုးထပ်မံမကျူးလွန်တော့ပါဘူးဆိုတဲ့အကြောင်းကိုလည်းဝန်ခံကတိလက်မှတ်ရေးထိုးလိုက်ရပါတယ်။ကားမဝင်နိုင်မင်းနဲ့လူအထင်ကြီးခံခြင်းလို့စမ်းရည်မိုးရဲ့စေတနာတွေကိုအလကားဖြစ်အောင်လုပ်ခဲ့တဲ့ဒီအမျိုးသားကိုခွင့်လွှတ်တင်လားဆိုတာအမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။